ပြမတဲ့ဘယင်မင်းတရားမှာတော်ကောင်းမြတ်ကြီးသားတော်နှစ်ပါးရှိတယ်အိမ်ရှင်မင်းသားနှစ်ယောက်အကြီးသားတော်ကိုအိမ်ရှင်နေရပေးပြီးငယ်သားတော်ကိုအဲ့ဒီမှာတော်ကောင်းမြတ်ကြီးနေရတနေရပေးစစ်တူကြီးနေရပေးပြီးတော့ဘယင်မင်းတရားကပြောကြဆိုခက်သက်သက်လေးပြောလိုက်တော်ကောင်းမြတ်ကြီးနတ်ရွာဆန်ကံတော်ကုံပြီကံတော်ကုံတော့ဘယ်နှစ်ယောက်သားဘယ်နှစ်ယောက်ကျန်ခဲ့အကြီးဘာလို့ရဘယင်လုံးရမယ်မှန်ရလားမူကြီးမရသိနာပတိတွေဝိုင်းပြီးတော့တော်ကောင်းမြတ်ကြီးဘယင်နေရတင်းတယ်တင်းတော့တော်ကောင်းမြတ်ကြီးဘာလို့သလဲလို့ဆိုတော့အဲ့ဒီမင်းသားကြီးကလက်မခံမအုပ်ချုပ်ဘရစိန်နဲ့ဘုရားမယူဘရစိန်နဲ့ဘုရားတပည့်တော်မလို့ခြင်းဘူးမလို့ခြင်းဘူးညင်းတော့တော်ကောင်းမြတ်ကြီးဘာလို့သလဲဆိုတော့အကုန်လုံးကမဖြစ်ပါဘူးဘုရားလောက်ပါဘုရားအိုးမလို့ခြင်းမအောင်ပြောနေဆိုတော့နောက်ဆုံးညိလက်ဆွဲပြီးရာဇပလင်မောကိုယ်တိုင်တော်ကောင်းမြတ်ကြီးဘယင်ရာတုညီလေးကိုပေးတယ်တဲ့မှန်ရလားဘုရားတို့ကဒီလောက်လေးနားထောင်လို့ရှိရင်ဒီမင်းသားတော်တော်သဘောကောင်းတာပဲလောဘကင်းတာပဲလို့ထင်เสียရရှိမရှိဘူးလားအဲ့ဒါနောက်နားလေးထိသွားကြည့်လိုက်တော့တော်ကောင်းမြတ်ကြီးဒါဟာတော်ကောင်းမြတ်ကြီးမင်းသားလောဘကင်းလို့မဟုတ်သေးဘူးသူ့ရဲ့တော်ကောင်းမြတ် story ကိုလိုက်တွက်ကြည့်လိုက်တော့ဘာဖြစ်သွားသလဲနောက်နားလေးထိသွားကြည့်ရအောင်ညီတော်ကိုရာဇပလင်ပေါ်မှာသင်ပြီးတော့တော်ကောင်းမြတ်ကြီးနန်းတော်ကနေခွာပြီးတော့ဟိုဇဏဘုတ်တော်ရဇဏဘုတ်သွားနေတယ်တော်ရဇဏဘုတ်သွားနေပြီးတော့တော်ကောင်းမြတ်ကြီးအဲ့ဒီတော်ရဇဏဘုတ်မှာအေးရအေးချောင်းနေတယ်တို့တော့တော်ရမဟုတ်ဘူးဘယင်သားဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ချိုးစားရုပ်ရည်ယူပကာယကတော်သားတွေဇဏဘုတ်သားတွေနဲ့ကွဲမနေဘူးလားဖြည်းဖြည်းနဲ့အဲ့ဒီဇဏဘုတ်သားတွေကချင်းကက်ဘယ်ကလဲဘာညာလဲတရက်က2ရက်2ရက်က3ရက်တော်ကောင်းမြတ်ကြီးရင်းနှီးလာတော့တော်ကောင်းမြတ်ကြီးအလုံးကဝိုင်းပြီးတော့ထင်ကြတယ်ဘယ်ကလာတာလဲပြုတ်လိုက်တော့အမှန်တိုင်းဝန်ခံတယ်ကျွန်တော်ဘယင်သားမြမရဘယင်မင်းတရားရဲ့သားပါမင်းသားကြီးပါလို့လည်းပြောလိုက်ရောတော်ကောင်းမြတ်ကြီးအယိုသေးတွေပြီးအလေးကရုတွေပြီးစားစရာတောက်စရာတွေပုတ်ဇဏဘုတ်ကတော်ကောင်းမြတ်ကြီးတရွာလုံးတနယ်လုံးကအဲ့ဒီမင်းသားကြီးကိုတော်ကောင်းမြတ်ကြီးခါစားကြတယ်ခွန်တော်တွေနောက်ဆုံးဘာလို့လဲဆိုတော့ယင်းနီလာတော့ရှင်မင်းသားတပည့်တော်တို့မြို့သွားပြီးတော့အခွန်ဆောင်ရတာမလွယ်ဘူးဖယားဟောဒီမှာအခွန်ဆောင်ဆိုတဲ့စကားလုံးလေးပါတယ်အခုမှဆောင်ရတာလားဟိုတုန်းနေရတော်ကောင်းမြတ်မှန်ရလားဒါတော့ကြုံသားမလဲလို့မပြောချင်ပါဘူးမှန်လားဗျာအဲ့ဒါလမ်းကြုံလို့အဲ့ဒီမှာဘာလို့တလဲလို့ဆိုတော့အခွန်ဆောင်ခွန်လေးအဝေးသွားရလို့အရှင်းစီမှာအခွန်ဆောင်ပါရစေခွန်တော်တွေဆက်တာပါရစေဆိုတော့တော်ကောင်းမြတ်တလုတ်စားဖို့ရောလိုက်မင်းမှုရဲရဲတလုတ်စားဖို့အဲ့ဒါကျေးဇူးရှိတော့ဘယင်မင်းတရားရဲ့သားမင်းသားကြီးလက်ခံလိုက်တယ်ရတယ်ဒါဆိုရင်ရှင်မင်းတရားရဲ့မင်းသားကြီးကအရှင်ရဲ့မင်းသားကြီးရဲ့ညီတော်မောင်စီမှာစာကြွလာပတ်ပြီးတော့ပြောပေးပါရတာပေါ့စာကြွလာပတ်ရေးပေးတော့ဘာလို့လဲညီတော်မောင်ကလည်းလက်ခံတယ်ငါကိုကြီးကျမ်းမာချမ်းသာဝမ်းသာတယ်ဆက်တာတယ်အဲ့ဒီဇဏဘုတ်ကဆက်တာတဲ့အပေါ်လေးပေါ်တော်ကောင်းမြတ်ရေဆိုချိုးစရာအရင်နဲ့ဝတ်စားဆိုဝတ်စရာအရင်နဲ့စားစရာအရင်နဲ့နေစရာအရင်နဲ့အချမ်းရံအသင်းပေးနေတဲ့တော်ကောင်းမြတ်သူ့ကိုတော်ကောင်းမြတ်ဇဏဘုတ်ကလူတွေမပြုစုဘူးလားကျေးဇူးများတယ်ကြာကြာနာနာဘယင်သားမင်းသားကြီးဆိုတော့ပြုစုလိုက်တာအဲ့ဒီဇဏဘုတ်ကပြုစုလိုက်တဲ့အပေါ်လေးမှာစပြီးตายရလာတယ်တပြည့်ပြည့်နဲ့ဇဏဘုတ်ကနေပြီးတော့တော်ကောင်းမြတ်ကြီးကြေးရွာကနေပြီးတော့ဘာလို့လဲတအုပ်စုကနေပြီးတော့နှစ်အုပ်စုပြောကြဆိုတအုပ်စုကနေတစ်မြို့နယ်ကနေတတိုင်းကနေနှစ်တိုင်းအကုန်လုံးကမင်းသားကြီးစီမှာအခွန်တော်ဆက်တာတဖြည်းဖြည်းနဲ့နဲလာတာလားများလာတာဇဏဘုတ်ကစားတယ်နဲလေးကနေအများကြီးလိုချင်နေတာတာယာသွားတယ်နောက်ဆုံးသူတော်ကောင်းမြတ်ဘာလို့တလဲတိုင်းပြည်တဝက်ပိုင်သွားပြီတဲ့ပြောဘာတဝက်ပိုင်မှန်လားအဲ့ဒီတိုင်းပြည်တဝက်ပိုင်တာကနေပြီးတော့ဘာလို့တလဲဆိုတော့မတင်းသိမ့်နဲ့မယောင်ရဲနိုင်ဘူးစိတ်ကိုအလိုလိုက်တယ်အလိုတော်ကောင်းမြတ်ရေလွယ်တော့အလိုကလိုက်မိတာပေါ့လောဘနောက်ကိုအလိုကလိုက်မိတော့တော်ကောင်းမြတ်ရေဘာလို့တလဲလို့ဆိုတော့အကျိုးအကြောင်းမမြင်တော့ညီတော်မောင်စီစာကျွန်းလာပါဟဲ့ဒီတိုင်းပြေလုံးငါကိုအဲ့ရင်မအဲ့ရင်စစ်ခင်းမယ်ဟောဘာခင်းမလို့လဲအများကြီးကစတာလားနည်းလေးကစစစ်ခင်းမယ်ဆိုတော့ညီတော်မောင်ကစဉ်းစားတယ်တော်ညံနေတဲ့
လူပဲတဲ့ယောနထကုသလေနာအထစရိယဒုက္ခဝဟံဟာပေတိအထံဒုံမေတော်မင်းဘူးရဲ့ယောနထကုသလေနာအထစရိယဒုက္ခဝဟံဟာပေတိအထံဒုံမေတော်ဒုံမေတော်ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေအနတ္ထကုသလေနာအကျိုးရှိသည့်လုပ်ငန်းတွေကိုမကျွမ်းကျင်မနိုင်တဲ့အသွမ်းကြောင့်ဝါကျိုးမဲ့လုပ်ငန်းတွေကိုကြည်ရန်ကျွမ်းကျင်နိုင်နေတဲ့အသွမ်းကြောင့်မင်းမို့ရဲ့ဒုံမေတော်ထိုကဲ့သို့သောလူမိုက်တွေဟာအထံကျိုးစီဝါမန္တမတွေကိုဟာပိသိဆိုရုပ်အောင်လုပ်နေကြတယ်ကောင်းလိုက်တဲ့အနက်ပေးဗျာအတ္တကျိုးစီဝါမန္တမယာတွေကိုဟာပေတိဆိုရုံအောင်လုပ်နေကြတယ်ဒုက္ခချမ်းသာဒုက္ခမန္တမယာတွေကိုဟာပေတိဆိုရုံအောင်လုပ်နေကြတယ်ရဲ့လို့ဘောဓနာရှိရှိကသီကဆရာကြီးတွေကအောက်ကထင်သည်ကောင်းစွာမသိမိန်ကြတော်မူခဲ့ပါပေတည်းမင်းမူရဲ့ဒါလေးသူတော်ကောင်းမြတ်ရဲ့တိတ်ကောင်းလုံးပါမှန်ရလားအခုဘာပြောသွားသလဲသူတော်ကောင်းမြတ်ရဲ့အလွန်မတန်မှညံနေတဲ့အကိုကြီးပဲညံမဲတဲ့လူပဲဘာမဟုတ်တဲ့ယာတူးလေးဘာမဟုတ်တဲ့အာနာလေးနဲ့စစ်ခင်းကျင်တယ်လားဒီအာနာဒီပါဝါဒီယာတူးကိုလိုချင်တာနဲ့စစ်ခင်းမတဲ့လားတိုင်းပြည်မှာရှိကြတဲ့ပြည်သူလူထုတွေတော့ဒုက္ခရောက်ကုန်တော့မယ်တဲ့မှန်ရလားမညင်ညာတော့ပြည်မသာဘူးပြည်မသာတော့တော်ကောင်းမြတ်ရေစစ်ကင်းမဲ့တော်ကောင်းမြတ်လှုပ်တော့ပြည်သူလူထုတွေဒုက္ခမရောက်ဘူးလားအခုဖြစ်နေတယ်တော်ကောင်းမြတ်မှန်ရလားဒါကြည့်အများကြီးပြောစရာမလိုဘူးအဲ့ဒါနဲ့တော်ကောင်းမြတ်ရေဘာလို့တလဲလို့ဆိုတော့လောဘနည်းနည်းလေးကနေစလိုက်တဲ့ပြက်တနာအခုလောဘကတိုင်းပြည်တော့နင်းသွားအဲ့ဒီတိုင်းပြည်တဝက်နင်းတာကနေခြေနဲ့သလားဆိုတော့အခုတိုင်းပြည်လုံးလိုချင်တယ်မပေးရစစ်တိုင်တယ်ဆိုတော့အဲ့ဒါလည်းဘာလို့လဲညီတော်မောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကညံကောင်းတော့လောကကြီးထဲမှာလူရယ်လို့ဖြစ်လာလို့ရှိရင်တော်ကောင်းမြတ်ကြီးသူများကိုဒုက္ခပေးတဲ့ပုဂ္ဂိုလ်မဖြစ်ကောင်းဘူးတဲ့ပြန်ပြောပါဦးတို့ဟာတော်ကောင်းမြတ်ကြီးထမင်းစားပြီးကြီးတဲ့လူတွေလေမစားပြီးကြီးတာအကောင်းရင်အဆိုးရင်အကြောင်းရင်အကျိုးရင်ကောင်းကောင်းမသိဘူးလားမှန်ရလားဒါဆိုရင်တော်ကောင်းမြတ်ကြီးအကောင်းကဘယ်သို့အဆိုးကဘယ်ညာသိရင်ဘာတွေကြီးပဲလှုပ်ဖို့လိုတယ်အကောင်းလေးကြီးပဲလှုပ်ဖို့လိုတယ်မှန်ရလားယောအနတ္ထကုသလေနာတဲ့လူတိုင်းကပခုံးတစ်ပတ်ကခေါင်းပေါက်တာပြီမဲ့ရှင်သန်ပုံချင်းတူသလားတချို့ကအကျိုးမရှိတဲ့လှုပ်ရက်သေးကိုလှုပ်ရတာပြောတယ်သူများကိုဒုက္ခပေးဖို့ဆိုရင်အဲ့ဒီလူထိတ်ကရောက်သူများကိုတော်ကောင်းမြတ်ရေဘာလို့လဲဒုက္ခရောက်အောင်လုပ်ဖို့ဆိုရင်ထိတ်ကနေပြီးစိတ်ကူးစိတ်နှမ်းကသိကောင်းလို့လေမလုံကောင်းဘူးတဲ့မှန်ရလားဘယ်လိုဟောတယ်ဖះဟောမှန်ရလားအဲ့ဒီပုဂ္ဂိုလ်ကိုစာကခေါ်လိုက်တယ်ဒုံမေဓာပြန်ပြောလူမိုက်ထမင်းစားပြီးလူအသိမရှိဘဲနဲ့အကောင်းနေကြီးမလုပ်ဘဲနဲ့အစိုးတွေကြီးလုပ်ပြီးတော့တော်ကောင်းမြတ်သူများဒုက္ခပေးရင်အဲ့ဒီပုဂ္ဂိုလ်လူမိုက်အတန်ကျိုးစီဝါမန္တမရတွေကိုဟာပေတိဆိုရုပ်အောင်လုပ်နေကြတယ်ဒုက္ခချမ်းသာဒုက္ခမန္တမရတွေကိုဟာပေတိဆိုရုပ်အောင်လုပ်နေကြတယ်အကျိုးရှိတာတွေကိုမကျွမ်းကျင်ဘူးအကျိုးမေ့တာတွေကိုပဲကျွမ်းကျင်ကောင်းတဲ့အလုပ်တွေကိုမလုပ်ဘူးသူများဒုက္ခပေးဖို့သူများနာမည်ဖြတ်ဖို့လုပ်ရင်အဲ့ဒါဒုံမေဓာမှန်ရလား